ထိုင်းနိုင်ငံခုခုကျွန်းကိုသွားတဲ့ခဲ့တုန်းကပုံရိပ်လေးတွေကို episode 4မှာမျှဝေလိုက်ပါတယ်။ဒါကတော့မနက်ရေတံခွန်သွားပြီးတော့ပြန်ရောက်လာတဲ့အချိန်ပင်လယ်ကမ်းခြေဘက်ကိုသွားတဲ့အချိန်မှာကြည့်ပါအောင်ရေကတော့ကြည်ပြီးတော့စိမ့်နေတာပါပဲ။မှာရေဘယ်လောက်ကြည်လဲဆိုတာဒါကတော့နေ့ကင်းအချိန်လေးပေါ့နော်ဒီနေရာလေးကကျွန်းရဲ့အရှေ့ဘက်ခြမ်းမှာပါကျမတို့တဲတဲ့ beach resort နဲ့တောက်ဘက်ပေါ့နော်ဒါကတော့6သူးမြောင်းလို့ခေါ်ပါတယ်ဒီသူးမြောင်းထဲမှာလှေတွေပါတယ်စီးလို့ရပါတယ်ပင်လေရေနဲ့ဆက်ဆက်နေတဲ့နေရာမို့လို့ရေကတော့ကြီးပြီးတော့အစိမ့်နေပါတယ်နေရာကကျမတို့နေ့လယ်စာခဏစားတဲ့အချိန်ပေါ့နော်အေးတောက်လာလားမသိဘူးမေးတော့မေးွားရေကကြည်လွန်းလို့ဒီမှာငါးအုပ်လေးကူးနေရတော့တွေ့ခဲ့ရပါတယ်ငါးပေါက်လေးတွေနဲ့တူပါတယ်ဘာငါးလဲတော့မသိဘူးဒီလိုမျိုးငါးလေးတွေကရေကြည်တဲ့နေရာမှာခဏခဏတွေ့နေတော့ရှိပါတယ်ချောင်းသားတို့အရင်ကငပလီတို့မှာပေါ့နော်ခုဟိုတယ်ကိုပြန်ရောက်လာပါပြီကျမတို့စီတာအမှန်တော့စိုက်ကယ်ပေါ့နော်အရင် blog တွေမှာခက်တီတီနဲ့ battery စပိန်စီးရဆိုပြီးပြောနေတာအမှန်ကျမပလီသွားတော့ကလည်းနည်းနည်းမှားသွားတာငါပလီသွားတော့ကကြတော့ battery စပိန်တွေစီးရတာပေါ့နော်ဒီမှာကတော့စိုက်ကယ်စီးခဲ့ရပါတယ်အခန်းကနေမြင်နေရတဲ့ view လေးပါနေက2နာရီ3နာရီကြာတော့အရန်ပူလို့စီရောအခန်းပြန်လာပါတယ်နေဘူးရဲလျှောက်သွားတာတော့ဒါတော့မဲနေပါပြီလာတယ်နော်ပင်လေပြီးရုံပြောတာပါခက်တဲ့မှာခဏနားလိုက်ပါအောင်မယ်ညနေဝင်ချိန်လေးကို mango smoothie လေးတောက်ပြီးတော့ကြည့်ခဲ့ပါတယ်ကျမတို့တဲတဲ့ဘက်ချမ်းကကျွန်းရဲ့အရှေ့ဘက်ချမ်းဖြစ်နေတဲ့အတွက်ပင်လယ်တွေကိုနေဝင်တာကြည့်လို့ရခဲ့ပါတယ်ချို့တွေကလည်းပင်လယ်ထဲသွားကြည့်ကြတာပေါ့နော်နေဝင်ချိန်ကိုကျမတို့ကတော့ကျွန်းမော်ကပဲကြည့်ခဲ့ပါတယ်ဒါကတော့ညနေစာသွားစားတဲ့အချိန်လေးပါကင်းမုံကင်းရဲ့ပြီးလို့ရှိရင်ငါးကင်ရဲ့လားမသိစားတာပါ Thank you ငါးကင်ရလည်းစားလို့ကောင်းပါတယ်မီနီမကဆိုင်ရှိလေးပါပြီးတော့မှညဘက်ကိုပင်လယ်ကမ်းခြေမှာထိုင်ပြီးတော့လိုင်းတန်တွေနားထောင်ပါတယ်သွားလေတာတွေမကုန်သေးလို့အပိုင်း9လေးလာပါအောင်မယ်နော်ကျေးဇူးပါဘိုင်ဘိုင်